ဒီနေ့ဝတ်သား3တက်သားကြော်စားကြမယ် ဟယာ ဝက်သားကိုရေပြောင်အောင်ဆေးရမယ် ကဲချက်ပြုတ်ဖို့အတွက်မီးမွေးနဲ့ ပြီးရင်ဝတ်သားကိုပပလေးလွှာထားပြီဗျာ စီကိုအနှဲငယ်လေးတာထည့်ပေးနော် စီပူလာရင်ခမောင်လီးထားတဲ့ဝတ်တာကိုထည့်မယ် မွေးနေရပဲ အရွက်ကြော်ဖို့အတွက်ကြက်သွန်တီထိထားရမယ် ဝတ်သားတော့ရသွားပြီ ဘိုက်တောင်စားလာပြီကွာ အရွက်ကြော်ဖို့အတွက်ကြက်သွန်နေရင်ထည့်နေ စက်တုံနီရပြီဆိုရင်အရွက်ကိုထည့်ကြမယ်ငပြာရည်နှစ်ကျွတ်လောက်ထည့်ထားလေကြက်သားမုံပီစီလေးထည့်နေရှယ်လေ ကိုငင်းမောင်ကြီးထမင်းစားရအောင် အရသာကိုရှိနေတာပဲမိမကြီး